လောင်းမမင်္ဂလာပါဒါကတော့ကျွန်တော်တို့မွေလေးတစ်ကောင်ရဲ့မိဖွားနေတဲ့မြင်ကွင်းလေးပါဒါဘာမွေလဲဆိုတော့ကျွန်တော်ဒါမွေစိမ့်ပေါ့နော်မွေစိမ့်ဆိုတာရှိပါတယ်မွေစိမ့်မှာကျွန်တော်တို့ခေါင်းဝိုင်းရဲ့ခေါင်းရှုံးရဆိုတော့နှစ်ခုရှိရနှစ်မျိုးရှိရပါနော်အဲ့ဒီတရားဒီခေါင်းရှုံးမွေစိမ့်ပေါ့နော်သူမိဖွားနေတဲ့ပုံဒါအိမ်ရှိပါလာရောက်ပြီးတော့မိဖွားနေတာပါဒါမိတ်စတိုးအနေနဲ့ကျွန်တော်မိတ်စတိုးအနေနဲ့ပြန်လဲဒီမွေတွေဘလို့မိဖွားလဲပေါ့နော်ကြည့်ရအောင်မြင်ဘူးအောင်ကျွန်တော်ပြန်လဲညဝေပေးလိုက်တာဖြစ်ပါတယ်ဒါမူရင်းရိုက်ထားတဲ့သူကိုလည်းကျွန်တော် credit ပေးပါတယ်ဝေစိမ့်ပေါ့နော်ဒါဒီ mail store အနေနဲ့ကိုယ့်ရဲ့အိမ်တွေမှာဒီအိမ်ရှိတွေမှာပေါ့နော်ဒါမွေစိမ့်လေးတွေတခြားထပ်မွေပေါ့နော်ဒါအိမ်တွေမှာဆိုရင်အိမ်တွေပေါ်တက်ကြတယ်တချို့မွေလေးပေါ့နော်အစိတ်တားလုံးဝအစိတ်ရှိတဲ့မွေတွေစိတ်ပြင်းတဲ့မွေတွေကြတော့သူကအိမ်နေနဲ့မနေဘူးသူကလူတွေနဲ့နီးတဲ့နေရာမှာမနေပါဘူးနေလေးမရှိဘူးပေါ့နော်ဒါသူ့ရဲ့သဘောပေါ့နော်ဒီမွေးလေးကတော့အစိတ်မရှိဘူးပေါ့နော်သူကကိုယ်ကြိုက်တယ်ဆိုရင်တော့ရောင်ရမ်းတာလောက်ပဲရှိရပါတော့သူကအစိတ်သူ့ရဲ့ဒီမွေစိမ့်ရဲ့အစိတ်ကလုံးဝပြင်းတာမျိုးတော့မဟုတ်ဘူးเนาะဒါဆိုလို့ရှိရင်ဒါအိမ်ရှိမှလာမွေးလို့ဗီဒီယိုလေးရိုက်ပြီးတော့ဒါတင်ပေးလိုက်တာပေါ့နော်ဒါကဒါ၄កောင်လောက်ပေါ့နော်၄កောင်လားမသိဘူးကျွန်တော်တို့မွေးပါတယ်၄កောင်ပေါ့ဒါတခြား